ငယ်ချင်းများအားလုံးမင်္ဂလာပါနော်ဒီမူလေးလဲကြိုင်ယူသွားပါနော်ကြည်လန်းလေးထိုင်တော့နောက်တစ်ဖိုင်တင်ပေးမယ်နော်ဒီ3လုံး30ကိုဒီ3လုံး30နဲ့ရိုက်8လဲထိုင်ဒီ8အလဲထိုင်ကို3လုံး8ဆိုတော့9နောက်ပေးရတယ်နော်9နောက်ပေးရပြီးတော့ဒီနှလုံး9ဖြစ်လို့ဒီ3လုံး9ဆိုတော့6 8ခွန်ဆိုတော့အပြီးတက်ပါတော့အဲ့လိုထွက်ဒီ3လုံး30ကိုဒီ3လုံး30ဆိုတော့3ညအလဲထိုင်ရတယ်ဒီ3ညအလဲထိုင်ကိုဒီ3လုံး30ဆိုတော့9နောက်ပိတ်ပြန်ရတယ်9နောက်ပိတ်ရတော့ဒီနှလုံးပေါင်း9ကိုဒီ3လုံးပေါင်း9ဆိုတော့3ထိပ်ပြန်ရအပြီးတက်3 3ည9ပေါ့နော်ဒီမူနဲ့တကယ်လို့3ဝင်ထိထပ်ပေးမယ်ဆိုတော့ဒါရပါပေါ့နော်ဒီပင်နဲ့ပြတ်သွားရင်တော့မတတ်နိုင်ပါဒီ3လုံးတက်ကိုဒီ3လုံးတက်လို့ရရင်4လဲထိုင်ဒီ4လဲထိုင်ဖြစ်လို့ဒီ3လုံး4လို့ရရင်2နောက်ပိတ်2နောက်ပိတ်ရလို့ဒီနှလုံးပေါင်း6ကိုဒီ3လုံးပေါင်း6ရရင်5ထိပ်နော်ဒါ5လေးနဲ့တစ်ပေါက်နော်ဟုတ်ပြီနောက်တစ်ပင်ကျတော့တကယ်လို့သူကအလဲထိုင်ရမင်းပဲဟုတ်နော်အဒီကသူပေးတာအလဲထိုင်မင်းကိုတွားရဆိုတော့ဒီ3လုံး3ကိုနော်4 3 6 3လုံး3ကို5ထိပ်နဲ့ပေါင်းမအလဲထိုင်နဲ့ပေါင်းမဆိုတော့3လို့ရိုက်တာပေါ့နော်3လုံး3ဒီနှလုံး3လို့ရိုက်ရင်8လဲထိုင်ခုနလိုပဲ8လဲထိုင်ဖြစ်လို့3လုံး8ရှေ့လို့9နောက်ပေးရတယ်9နောက်ပေးရလို့ဒီအလဲထိုင်နဲ့နောက်ပေးတဲ့နှလုံးပေါင်း9ကိုဒီ3လုံး9လို့ရိုက်လို့ချင်း6ထိပ်6 8ခွန်ဒါတမှုခွန်8ဒီ3လုံး3ကိုဒီနှလုံး3လို့ရိုက်3ညအလဲထိုင်ဒီ3ညအလဲထိုင်ဖြစ်လို့ဒီ3လုံး3ညလို့ရိုက်9နောက်ပိတ်ဒီ9နောက်ပိတ်ရလို့အလဲထိုင်နဲ့9ပိတ်တဲ့နှလုံးပေါင်း9ကို8 8 3ဆိုပြီးတော့3ထိပ်နဲ့9လို့ပြန်ရိုက်ထားတယ်လား3 3ည9 3ပင်ထိဆက်ကစားမယ်ပေါ့နော်ကျွန်တော်ကန်ဆန်းမှာပေါ့အဲ့ဆိုရင်တော့3လုံး3နှစ်နှစ်ကို3လုံး3ကိုဒီနှလုံး3နဲ့ရိုက်မယ်ဆိုရင်3ညအလဲထိုင်ဒီ3ညအလဲထိုင်ဖြစ်လို့3 9 8ဆိုတော့3ညလို့ရိုက်8နောက်ပိတ်8နောက်ပိတ်ရတော့အလဲ3ညအလဲထိုင်နဲ့8နောက်ပိတ်ကိုနှလုံးပေါင်း8ကိုနှစ်ခွန်9ဆိုတော့ခွန်ထိပ်လာပြီးတော့ရှစ်ရိုက်ထားတော့ပေါ့အဲဆိုရင်ခွန်3ည8เนาะဒီဆိုင်နဲ့အများရှိတော့ဒါပေမဲ့လောဆယ်ကျွန်တော်ကဒီနှစ်ခုပေါ့เนาะ9လေးနဲ့ခွန်3ည8ဒါဒီမူနဲ့เนาะကြိုက်တော့ကန်ဆန်းပေါ့เนาะတနည်းတော့အမျိုးမျိုးရှိတာပေါ့ပေမူနဲ့ထွက်မလဲတော့မသိဘူးโอเคနောက်တစ်မူပြန်ပြမယ်3မူပြပြီလားတူကဘယ်လိုလာလဲဆိုတော့ခုနကဒါတော့4ထိပ်နဲ့လာတော့ဗောနော်4ထိပ်ကတော့ပြောစရာမလိုကျွန်တော်ရှင်းပြီးသားပဲဒီမှာနှလုံး6နှလုံး5 3လုံးခွန်ဒီ3လုံးခွန်3လုံး6ဒီ3လုံး6 3လုံး6ဒီ3လုံး6ဆို4ထိပ်ပေါ့အဲ့လိုဖြစ်ပြီးတာနဲ့ဒီ3လုံးခွန်ကိုဒီ3လုံးခွန်လို့ရိုက်ရှင်းနောက်ပိတ်ဒီ3လုံး30ကိုဒီ3လုံး30လို့ရိုက်နင်းနောက်ပိတ်ဒီ3လုံး30ဒီ3လုံး30လို့ရိုက်9နောက်ပိတ်ဒါ9နောက်ပိတ်4ထိပ်အဲ့ဒါပြီးတာနဲ့သူကနှလုံး9ကို4လုံး9နှလုံး6 4လုံး6နှလုံးခွန်4လုံးခွန်ဖြစ်လို့ရှင်းနောက်နှလုံးပေါင်း6ပေါ့နော်4ခွန်9ပေါ့ဒါလည်းကြိုင်ယူပေါ့ဒါကြတော့တစ်ထိတ်နဲ့ယူတာဒီတစ်ထိတ်မှာတစ်လေးနှစ်ပါလားမပါလားမမေ့နေလို့နော်အဲ့တော့တစ်လေးနှစ်တစ်ပေါက်ရှိတယ်တစ်ထိတ်စီနဲ့နောက်လုံးပေါင်း6နဲ့နော်โอเค3ဖိုင်နော်5လေးနှစ်ခွန်3ည8 4ခွန်9တစ်လေးနှစ်နော်โอเคညချမ်းပါနော်တရက်9လ2025အတွက်အားလုံးကံကောင်းပါစေကဲနောက်တစ်ပိုင်းမှာပြန်တွေ့ကြတာပေါ့